Hey yo, motherfucker. Woo. MLB, MHA, Chile, what? Legendary, what? Myanmar, what? The Golden Land, what? YGN က rapper တွေက South စကားဆောင်များတော့ South နာညီတဲ့ ခါကြတဲ့မှာ pistol နဲ့ ကြောက်သွားမိမင်းက နောင်နှရှိတဲ့ ရဲဘော်တွေအလုံးလက်မြောက် ဘိုးချုပ်မူကြီးလမ်းမှာ rhyme တွေနဲ့ အကုန်လုံးသက်ပြောက် Yes song လေလို့ကြုံမထူအလုံးပဲလက်ကိုတွဲ ပူပေါင်းဆောင်ရွက်လို့ညီညွတ်ဆောင်တဲ့ရှိတ်ကိုစပ်ဖို့ပဲမြန်မာနိုင်ငံအရေးကအလုံးနဲ့သက်ဆိုင် ခွင့်ရည်တွေတန်းတူရှိရဖို့ကိုလည်းဆောင်ရွက်လိုက် နောင်လာနောင်သားတွေလည်းပညာစ조사 ကိုတထားတဲ့ပညာတွေကိုပြန်လဲသင်ကပို့ချဖို့ရင်ကဆိုးရလို့ကင်ဆာပိုးမော့တွေရဲ့ဆိုကြမြန်မာပြည်လူတွေရင်နာလို့မဝရှင်လာလို့မရအခုကလွတ်လပ်မှုတွေနဲ့ပါတီတွေဖွဲ့ပြီးတော့အချင်းချင်းစုတွေခွဲပါဝါတူတွေနဲ့အာနာလူတွေနဲ့ပြည်သူတွေကိုမညာတာသာနာမှုတွေမဲ့အဓိကစီးလုံးမှုမရှိချီပဲဘာကိုမှလည်းဖြစ်လာမှာမဟုတ်ဘူးမယုံရှိနဲ့ပြဿနာသေးသေးလေးကိုဝိုင်းပြီးတော့ပုံကြီးချက်ငါတို့ပြည်သူလူထုကမင်းတို့ကြောင့်ကုန်တည်တယ်လူချင်းထိုင်ပြီးခွဲကြနေလို့ဘာမှမထူးအလုံးစူးစီးပြီးမလုပ်တော့လုံးဝအားမရဘူးတချို့ဆိုမနာရဘူးလက်လည်းမစားရဘူးတချို့ဆိုရင်ခုချိန်ထိဘာတည်းမှမကြားရဘူးကဲပြဿနာဆိုတာဖြေရှင်းနိုင်လွယ်လေးပဲအဲ့လိုမဟုတ်ပဲတယောက်တစ်ပေါင်းနဲ့ထင်ရဆိုင်နေမယ်ဆိုရင်ကြားရငါတို့ပြည်သူလူတွေနစ်နာတေချာစဉ်းစားကိုယ်နိုင်ငံမှာဘာဖြစ်နေလဲဆိုတာသိရမြန်မာနိုင်ငံရှိရမြန်မာနိုင်ငံသားနဲ့တက်ဆိုင်တိုင်းသားအလုံးပြောတာအဓိကတရားပါလဲဆိုတော့မင်းတို့တွေသိလားတတိထငါတို့ရဲ့မြန်မာပြည်ကအညီအမျှပြည်သူလူထုအခွင့်အရေးတန်းရှိလားမကြည့်ကြတချို့ကကိုလူမျိုးကိုလာထိပါဒီကငိမ့်နေမှာမဟုတ်မင်းတို့ကောင်တွေက BH ချန်မီကကြော်စင်ဝင်ထက်တန်းကြောင်းတော့ TTC ကအတီးကြငါခုတော့လမ်းမချီလီ legendary ကွာမသိလားမသိလဲဒီလိုမဆိုင်ဘူးဒီဘဲရဲ့ red rain nothing MHA rhyme တွေကိုမိဝဲတချီတဲ့နဲ့လက်ထိုးငါတို့မြန်မာနိုင်ငံထဲသို့ကျူးကျော်ဝင်ရောက်ပြီးလူလေကြတဲ့သူမနဲ့လို့အဲ့လိုပြောလို့တင်းလဲစောက်ကူမဆိုင်ဘူးကိုကြောင့်ကိုတိပြဿနာမီရှိုးပြီးငါတို့မိမြန်မာပြည်ကိုထိလုံးတိကောင်းနေလဲခုစကြောက်တူတုံမိအတန်ပြောက်ငါတို့ကဗုဒ္ဓဘာသာလူမျိုးတွေမို့မင်းတို့ကန်ကောင်းအတန်ကောင်းမဟစ်နဲ့လူတို့ကဘာမျိုးလင့်လဲအပြစ်မဲ့တဲ့လူတွေအသက်သေရတာတော့တင်းတယ်မရှင်းမဲ့ရှောက်ထားတာများလာတဲ့အခါထားပြီးတော့ကြွိုင်ကြဘယ်သူကမှန်လို့ဘယ်သူမှလည်းမာနာတွေနဲ့ပြန်ကြမဆိုင်တဲ့လူတွေကကြားတဲ့ကဒုက္ခတွေရင်ဆိုင်ရပြန်ရဆိုင်ကြညနေတဲ့လက်နဲ့ကြိုင်များအခြေမခိုင်လို့ရိုက်ကြဘိုးချုပ်ပြောသလိုပဲဖာဖြစ်ချိန်တွေကကြာမြင့်လာရင်တိုးတမှုကြဆင်ဖြစ်တင်အောင်ဖြစ်တိတ်တွေကိုမေ့ပြခုအလုံးလက်တွဲပြီးရှေ့ဆက်ဆက်အလုံးပဲစီလုံးညညမှုဆိုတာကမေ့ပြနဲ့ရဲတော့နိုင်ငံရဲ့အနာဂတ်ဆိုတာနောင်လာမဲ့မျိုးဆက်တွေအဲ့မျိုးဆက်တွေမှာပညာမရှိဘူးဆိုငါတို့ကအခုလိုထပ်ဖြစ်နေဦးမှာအဲ့ဒီတော့ပညာတတ်အောင်ကြိုးစားမြန်မာပြည်ရဲ့မျိုးဆက်သစ်လူငယ်တွေကအနာဂတ်ကဘာကြီးကိုတွန်းထွက်ပြီးကိုလူမျိုးကိုချစ်ကိုနိုင်ငံကုန်ကိုမြင့်ဒီမိုကရေစီအစ်စ်ပေါ်ဆောင်နိုင်ဖို့အသင့် yeah တောက်ကိုပြောနေတယ်ကိုအောင်ပေါ့ဒီချင်းကိုနားထောင်ပြီးကြိုက်လို့သုံးသပ်လို့ရတယ်ယောလူရန်ကိုခံယူတဲ့ကိုကြီးပဲဟေးဒါနဲ့အဲ့ခံယူချက်ကလူသားရဲ့အတွက်တိုက်ဆိုင်လို့ဆိုရင်မင်းခံယူချက်စောက်လို့ motherfucker peace